Okay ထားရအောင်စလို့ရခဏလေး guys အမြောက်တဆောင်းဒီဗီဒီယိုဓာတ်ပုံလေးရိုက်ထားစာရည်တွေလုံးဝခွာနေတူတယ်တရုတ်ရော်တယ်လမ်းပြေဒီရရန်ကောင်းနေပြီလားဘယ်နေရာမှာ300လားအဲ့တော့ပဲရန်ပါလေနောက်မှကျန်နေတာသူကလာမေးနေကြတာပေါ့နော်ကျွန်မဘာဖြစ်တာလဲဆိုတော့ကရုံးသုံးနေပြောပြဘာဖြစ်တာလဲဆိုတော့ကျွန်မဘိုင်းဒီရောနော်ဘိုင်းနေမှာပေါ့နော်ဒီလောက်10 cm အလုံးကြီးတွေ့ရပေါ့နော်အလုံးကြီးတွေ့တော့ကိုကထောက်နေတာဂိမ်းနေပါလေဆိုရင်ထိုင်တိနေတာပေါ့နော်အဲ့ဒါနဲ့ OG တက်ပြတော့သူကဘိုင်းနေမှာတဲ့အထရာဆောင်းရိုက်တယ်နော်အကုန်လုံးရိုက် CT scan ရိုက်တယ် MRI ရိုက်တယ် MRI ကတော့12 cm လို့ပြောတယ် CT ကကျတော့10 cm လို့ပြောတယ်တကယ်အလုံးက10 cm ပေါ့နော်အဲ့လိုဆိုတော့အဲ့ဆရာဝန်နဲ့တိုင်နေပြီးတော့ခွဲလိုက်တယ်ပေါ့နော်ခွဲပြီးတော့ဆရာဝန်ကဆက်ရင်15မိနစ်နဲ့ lab ကိုပို့လိုက်တဲ့အချိန်မှာအဲ့အလုံးကလုံးဝ cancer မဟုတ်ဘူးပေါ့နော်ဒါပေမဲ့စီးရေးစိတ်ပြီးဆက်လိုက်တဲ့အချိန်မှာသူက30ရာခိုင်နှုန်းတိတိလေးလို့ပေါ့နော်အဲ့ဒါက cancer ပေါ့နော်အဲ့ဒါဘာနဲ့ဆက်ဆက်နေလဲဆိုတော့တာဝိ cancer ပါတာဝိကကြတော့သူကအဲ့လိုဆိုးတဲ့ဟာများတယ်ပေါ့နော်ဒါပေမဲ့ကျမဟာကြ aggressive သိမဖြစ်ဘူးလို့ပြောတယ်ပေါ့နော်အဲ့ဆို stage 1 တတ်မှတ်တယ်သူကအဲ့ဆို chemo 60တွင်းရပါမယ်အခုပထမပြီးသွားပြီဒုတိယအချိန်က29ရက်နေ့တက်တွင်းရမယ်အခုညလိုက်ရတော့တော့3မျိုးပါပြီဒီနောက်မှာပြောင်းနေတဲ့နေရာတွေပေါ့တက်တော့ပြရမှာဟာစရင်းနေ really ဟောဖြစ်တာစူးရကွာအဲ့လိုတော့အကုန်လာမေးကြမယ်ပေါ့နော်စပင်မနှမျိုးလားဆိုတော့နှမျိုးတော့ပေါ့လေဒါပေမဲ့ဖြစ်လာပြီဆိုတော့လည်းအရှိကိုအရှိတာလက်ခံတာပေါ့နော် Thank you guys bye stay healthy